အားလုံးပဲမင်္ဂလာပါခင်ဗျာပြောမှန် channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ငွေဆက်ကူတွေရဲ့မူလအစဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်လူတွေဟာတရက်မနက်ကနေညအထိတနေ့ကိုအောင်အလုပ်လုပ်ပြီးမှရရှိလာတဲ့ငွေဆက်ကူလို့ခေါ်တဲ့လက်တော်ဝါစာဆောက်ရအပိုင်းစာလေးတွေကိုဘာလို့ဒီလောက်တောင်တန်မိုးထားမမောနေကြရတာလဲဟိုးရင်ရွှေရင်းကားငွေရင်းကားရွှေတုံးရွှေခဲအစရှိတာတွေကိုငွေကြေးအဖြစ်အသုံးပြုရာကနေပြီးတော့ဒီနေ့ခေတ်စက်ကူအပိုင်းစာလေးတွေကိုငွေကြေးအဖြစ်လူတွေလက်ခံလာအောင်ဘယ်လိုမျိုးခေတ်ဆက်စူးစမ်းခဲ့ကြရတယ်လဲ။ဘာကြောင့်ဒီလိုမျိုးအပြောင်းလဲတွေဖြစ်လာခဲ့တာလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပါ။တကယ်တော့ငွေစက်ကူပေါ်ပေါက်လာခြင်းဟာစက်မှုခေတ်ကူးပြောင်းခြင်းနဲ့စက်မှုခေတ်လွန်တိုးတက်ရေးတွေမှာမရှိမဖြစ်အရေးပါတဲ့အရာတစ်ခုလို့ပြောလို့ရပါတယ်။တကယ်လို့သာငွေဆက်ကူကိုမတီထွင်ခဲ့ဘူးဆိုရင်ဒီနေ့ခေတ်လောက်ထိမြန်မြန်ဆန်ဆန်တိုးတက်လာဖို့ဆိုတာအတော်ကိုနှောင့်နှေးကြမ်းကြာနေဦးမှာပါဒီအပြောင်းလဲဟာကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ပုံကိုင်ပုံတွေကိုအပြောင်းလဲကြီးဖြစ်အောင်ပြောင်းလဲပေးခဲ့တယ်လို့အစိုးရတွေရဲ့ဗန်နာရေးစနစ်အပေါ်မှာလည်းထာဝရပြောင်းလဲစေခဲ့ပါတယ်စက်ကူတရက်ကိုတန်မိုးရှိတဲ့ငွေကြီးတစ်ခုဖြစ်မြင်ရကနေ digital စနစ်ထဲက3113အစရှိတဲ့ကိန်းကနန်းတွေကိုငွေကြေးအဖြစ်လက်ခံပေးလာရတဲ့ခေတ်ကာလအပြောင်းလဲကြီးကိုလည်းပုံမမြင်သာလာစေမှာဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လူတွေကဒီစက်ကူတွေပေါ်တန်မိုးရှိတယ်လို့တယောက်နဲ့တယောက်ယုံကြည်လာအောင်ကြိုးစားခဲ့တဲ့အကြောင်းကိုမပြောခင်မှာငွေကြေးမပေါ်ခင်ကငွေဆိုတာကိုလူတွေဘယ်လိုမြင်ခဲ့တယ်လဲဆိုတာကိုနည်းနည်းလောက်ပြောပြပါရစေဗျ။ငွေကြေးစနစ်မပေါ်ခင်ကလူအဖွဲ့အစည်းရဲ့အနည်းဆုံးငွေကြေးစနစ်နဲ့တူတဲ့စနစ်တစ်ခုစီကိုပြန်သွားမယ်ဆိုလို့ရှိရင်ကုန်သွယ်မှုဆိုတာကိုတွေ့ရပါလိမ့်မယ်လူသားတွေအခြေချနေထိုင်တဲ့ယဉ်ကျေးမှုမပေါ်ခင်အချိန်ကတည်းကလူသားတွေကတယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါမှာသူတို့ဖန်တီးထားတဲ့ဒါမှမဟုတ်သူတို့ရှာဖွေတွေ့ရှိထားတဲ့ပစ္စည်းတွေကိုဖလှယ်လေးရှိကြတယ်ဆိုတာကိုတမိုင်းမှတ်တမ်းအထောက်အထားတွေကတွေ့ရှိရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့ကုန်သွယ်ခြင်းရဲ့လို့ပြပြပြရှိမနေသေးပါဘူးနောက်ပိုင်းမြေယာစိုက်ပျိုးပြီးလူအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့အချိန်မှာတော့ကုန်သွယ်ခြင်းဟာလူအဖွဲ့အစည်းရဲ့မရှိမဖြစ်လှုပ်ဆောင်ရတဲ့အရာတစ်ခုဖြစ်အရေးပါလာပါတယ်။ကုန်သွယ်ခြင်းလို့ပြောလိုက်တာနဲ့တော်တော်များများခရီးဝေးကုန်သွယ်ခြင်းတွေဖြစ်တဲ့ရှားပါပစ္စည်းတွေကိုကုန်းတရံရေတရံတည်ဆောင်ကြရတဲ့ကုန်သည်လဲတန်းကြီးကိုမျက်စိနဲ့ပြေးမြင်ကြပါလိမ့်မယ်။အဲ့လိုမဟုတ်ပါဘူးနော်။ဒီနေရာမှာပြောချင်တဲ့ကုန်သွယ်ခြင်းဆိုတာကအိမ်နီးနားချင်းနေရာမလန်းမကမ်းမှာနေကြသူချင်းပစ္စည်းလဲလှယ်တဲ့ဒေသတွင်းကုန်သွယ်ခြင်းကိုပြောတာပါအဓိကပြောချင်တာကအဲ့လိုကုန်သွယ်ရေးနဲ့အဓိကပြဿနာတစ်ခုဖြစ်လာနိုင်တဲ့ coincidence of wants နှစ်ဦးနှစ်ဖက်လူဝင်ဆန္ဒတိုက်ဆိုင်မှုလို့ခေါ်တဲ့အကြောင်းကိုအဓိကပြောချင်တာပါဒီပြဿနာတမိုင်းတစ်လျှောက်မှာလူသားတွေဖြေရှင်းခဲ့တဲ့အကြီးမားဆုံးပြဿနာတွေထဲကတစ်ခုဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီပြဿနာကိုသာဖြေရှင်းနိုင်ခဲ့ရင်ရှီရင်ဆွဲလူအဖွဲ့အစည်းကပြိုပြတ်သွားပြီးတော့လူအနှဲငယ်လောက်သာစုဝေးနေထိုင်နိုင်တဲ့ခေတ်ကနေလူအဖွဲ့အစည်းအကြီးတွေအဖြစ်စုဝေးနေထိုင်နိုင်တဲ့ခေတ်ကိုမတက်လန်းနိုင်တော့ဘဲနဲ့ရှိနေမှာဖြစ်ပါတယ်။အဲ့တော့ coincidence of wants နှစ်ဦးနှစ်ဖက်လူဝင်ဆန္ဒတိုက်ဆိုင်မှုဆိုတာဘာလဲ။ဒါကကုန်သွယ်မှုတစ်ခုဖြစ်ပေါ်လာဖို့အခြေခံအကျဆုံးအချက်ပဲဖြစ်ပါတယ်။ဥပမာကျွန်တော်ကအင်ကြီးချုပ်တယ်။ခမရအသီးနှံစိုက်တယ်ဆိုတော့အင်ကြီးချုပ်တဲ့ကျွန်တော်ကအသီးနှံလိုချင်ပြီးတော့အသီးနှံစိုက်တဲ့ခမရကအင်ကြီးလိုချင်နေတဲ့အချိန်မှာတော့ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် okay ပါပဲကျွန်တော်တို့ကုန်သွယ်လို့ရပြီပေါ့တကယ်လို့ကျွန်တော်ကအသီးနှံတွေကိုမလိုတော့ဘူးခမရစီမှာလည်းအင်ကြီးတွေကများလို့ထပ်မလိုချင်တော့ဘူးဆိုတဲ့အချိန်မှာအဲ့ဒီပြဿနာကစပါပြီဒီလိုပဲကျွန်တော်ကအသီးနှံတွေကိုမလိုချင်ဘူးတောကောင်တစ်ကောင်လိုချင်တယ်ခမရကလည်းကျွန်တော်စီကအင်ကြီးလိုချင်တယ်ဒါပေမဲ့ကျွန်တော်ကိုပေးစရာတောကောင်မရှိဘဲနဲ့အသီးနှံတွေပဲရှိနေတယ်ဆိုရင်ခမရဘာလုပ်မလဲတောကောင်ရှိနေတဲ့လူတယောက်စီကိုသွားရင်သွားမသွားရင်ကိုယ်တိုင်တောကောင်ရှာရတော့မယ်အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်အင်ကြီးတစ်ထည်ရဖို့အတွက်ကုန်ကျစရိတ်တွေအများများသလိုအချိန်တွေလည်းအရင်ပေးရတော့မှာဖြစ်တယ်ပေါ့ပြီးတော့နောက်ထပ်ပြဿနာအကြီးတစ်ခုကအရင်ခေတ်မှာရေခဲတက်တာနဲ့တည်ယူပို့ဆောင်ရေးစနစ်ကောင်းကောင်းမရှိတာပါဆိုလိုတာကကျွန်တော်ကတန်ငါတယ်ခမရလေသမားဆိုပါတော့ပြဿနာကကျွန်တော်ရဲ့ငါတရက်ကိုတစ်ခါဖမ်းမယ်ဆိုရင်ဖမ်းလို့ရတယ်ဒါပေမဲ့ခမရရဲ့လေကတော့တစ်နှစ်တစ်ခါပဲစိုက်လို့ရအောင်ကျွန်တော်ကလည်းခမရလေကနေပြီးစပားထွက်တဲ့အထိမစောင့်နိုင်တယ်လို့ကျွန်တော်ငါးတွေကလည်းရေခဲတက်တာမရှိတာကြောင့်တပတ်တောင်မခံဘဲနဲ့အကုန်ပုတ်ကုန်မှာဖြစ်ပါတယ်ဒါရှာကြံပြီးဥပမာပေးလိုက်တယ်လို့ထင်ရပေမဲ့တကယ်တော့အရင်ခေတ်ရဲ့ကုန်သွယ်ရေးမှာအများဆုံးကုန်သွယ်ခြင်းဟာအစားအသောက်ကုန်သွယ်ခြင်းဖြစ်ခဲ့ပါတယ်
ဒါကြောင့်ကျွန်တော်တို့အားလုံးလိုချင်ပြီးတော့အလဲလှယ်လုပ်လို့ရတဲ့တတိယပစ္စည်းတစ်ခုကိုရှာဖို့လိုလာပါတယ်ကျွန်တော်တို့ပစ္စည်းတစ်ခုခုလိုချင်တိုင်းကုန်ပစ္စည်းတွေအများကြီးနဲ့အလဲလှယ်လုပ်နေစရာမလိုတဲ့လူတိုင်းလိုချင်တဲ့အရာတစ်ခုရှိနေပြီဆိုလို့ရှိရင်ဘယ်လောက်တောင်အဆင်ပြေသွားနိုင်မလဲဒီနေရာမှာပဲငွေဆိုတာရောက်လာပါတော့တယ်ငွေဆိုတာကမပြည့်စည်နိုင်တဲ့ကျွန်တော်တို့အားလုံးတန်ဖိုးရှိတယ်လို့ယူဆထားတဲ့တတိယပစ္စည်းတစ်ခုပါပဲဒါဟာလဲလှယ်ရေး unit တစ်ခုဖြစ်လာပြီးတော့တခြားကုန်ပစ္စည်းအားလုံးကိုဖက်လှယ်ရမှာကြားခံပစ္စည်းဖြစ်အသုံးဝင်လာပါတယ်ဒီလိုရည်ရွယ်ချက်တွေအတွက်တန်မိုးကြီးတတ်တုနဲ့လှုပ်ထားတဲ့ဒင်းငါးပြားတွေကိုတန်းပြီးဖန်တီးခဲ့တာလားဆိုတော့မဟုတ်ပါဘူးအဲ့ဒီကြားမှာစင်ကဲဖြစ်စဉ်အနေနဲ့ပစ္စည်းတွေအများကြီးရှိနေပါသေးတယ်တကယ်တော့တောင်းခံနိုင်ရင်ရှိပြီးရရှိဖို့ခက်ခဲတယ်ဆိုရင်အဲ့လိုအရာကိုငွေဖြစ်နဲ့အသုံးပြုခဲ့ကြပါတယ်ထူးဆန်းတဲ့အကြောင်းအရာလေးပြောရမယ်ဆိုလို့ရှိရင်တမိုင်းတစ်လျှောက်မှာကျွန်တော်တို့ဟာငွေဖြစ်ထူးထူးခြားခြားပစ္စည်းတွေအများကြီးကိုအသုံးပြုခဲ့ပါဥပမာနွားတွေကိုငွေဖြစ်မကြာခဏအသုံးပြုခဲ့ကြပါတယ်နွားတွေကဒူပေတာပေခံတယ်နှစ်ပေါင်းများစွာအသက်ရှင်နိုင်တယ်လက်တွေ့မှာလည်းဗတ်စုံသုံးလို့ရတယ်လို့ရှားလဲရှားပါပါတယ်နောက်ပြီးကြတော့ဥရောပသားတွေအမေရိကကိုရောက်လာတဲ့အချိန်မှာအရက်ကိုငွေကြေးအဖြစ်နဲ့အသုံးပြုခဲ့ကြပါတယ်secret တွေဆိုလို့ရှိရင်လည်းထောင်နဲ့စစ်တုံးပန်းစခန်းတွေမှာတန်မိုးဖလှယ်နိုင်တဲ့ငွေကြေးဖြစ်ဟိုးအရင်ငယ်ကအသုံးပြုခဲ့ကြတယ်လို့အခုချိန်ထိလည်းအသုံးပြုနေသေးဖြစ်ပါတယ်ရှေးခေတ်တရုတ်ပြည်မှာတော့ငွေတပ်တုကိုကရိယာတွေနဲ့ဓာတ်ပုံတံအဖြစ်ပထမဦးဆုံးတန်မိုးကြီးတပ်တုငွေကြေးရဲ့ဥပမာတချို့အနေနဲ့တွေ့မြင်ခဲ့ရပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ရက်လို့ခေါ်တဲ့ကျွန်းမှာအေယာမကြောက်တုံးငွေများကြီးတွေကိုငွေဖြစ်အသုံးပြုခဲ့ကြတာပါပဲအဲ့ဒီကြောက်တုံးကြီးတွေကအရန်ကြီးမားလွန်းတာကြောင့်ကျွန်းပေါ်ရောက်တာနဲ့ဘယ်သူမှရွှေ့ပြောင်းခြင်းမရှိတော့ပါဘူးအဲ့ဒီကြောက်တုံးကြီးတွေကိုဘယ်သူကဘယ်ကြောက်တုံးပိုင်နေဆိုတာကိုပဲသူတို့မှတ်ထားတာပါဘာဖြစ်လို့ငွေကြေးစနစ်အဖြစ်နဲ့အသုံးပြုတယ်လဲဆိုတော့အဲ့ဒီကျွန်းမှာဒီကြောက်တုံးတွေကအရန်ကိုရှားပါတဲ့ပစ္စည်းဖြစ်နေလို့ပါကြောက်တုံးတွေအားလုံးကိုကျွန်းပြင်ပကနေတူးဖော်ယူဆောင်ခဲ့ရတာပါရက်ကျွန်းမှာသဘာဝအတိုင်းထုံးကြောက်ရှိမနေပါဘူးတခါတုန်းကကြောက်တုံးတူးဖော်ရေးခီးစဉ်ကပြန်လာတဲ့အဖွဲ့တစ်ဖွဲ့ဟာဘုံတိုင်းမိပြီးတော့သူတို့ရဲ့ကြောက်တုံးကြီးကပင်လယ်ကျမ်းမြေကိုရောက်သွားပါတယ်ဒါပေမဲ့အဖွဲ့သားတွေကတော့အသက်ရှင်ပြီးတော့ကျွန်းကိုပြန်ရောက်တဲ့အခါမှာဘာဖြစ်ခဲ့တယ်ဆိုတာကိုပြန်ပြီးတော့ပြောပြနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်းသားတွေကအဲ့ကြောက်တုံးကလည်းတန်မိုးရှိတုံးမယ်လို့ယူဆပြီးတော့ရီရဲကကြောက်တုံးကြီးကိုပဲသူတို့ရဲ့ငွေကြေးစနစ်ထဲမှာထည့်ပြီးတော့အသုံးပြုခဲ့ပါတယ်ဒါကြောင့်ဒီနေ့အထိပင်လယ်အောက်ခြေကအေယာမကြောက်တုံးကြီးကိုတယောက်ယောက်ကပိုင်ဆိုင်နေတော့မှာပဲအခုခေတ်မှာဒီလိုငွေကြေးစနစ်မျိုးကိုသုံးတဲ့သူမရှိတော့ဘူးလို့ဆိုရပေမဲ့အရင်ခေတ်မှာတော့နှစ်ပေါင်းရာချီအောင်လို့အဲ့ဒီကြီးတွေကကြောက်တုံးကြီးကိုပဲမှတ်သားထားပြီးတော့ပစ္စည်းတွေရောင်းခဲ့ဝယ်ခဲ့ငွေချေခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအတွေးခေါ်ကကျွန်တော်တို့လက်ရှိမြန်မာခေတ်သစ်မတိုင်ခင်မှာအနာဂတ်အမြင်အရှိဆုံးငွေကြေးစနစ်တွေကတခုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့အကြဆုံးနဲ့ကဘာတဝမ်းမှာအကျယ်ပြန့်ဆုံးအသုံးပြုခဲ့တဲ့ငွေကြေးအမျိုးအစားအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့တစ်ခုတည်းကိုပဲပြောရပါလိမ့်မယ်အဲ့ဒါကရွှေမဟုတ်ပါဘူးတကယ်တော့ကျွန်တော်လည်းရွှေလို့ပဲထင်ခဲ့မိတာပါဒါပေမဲ့အဖြေကကော်ရီခယူကွန်ဖြစ်ပါတယ်ကော်ရီခယူကွန်နေရာခန္ဓာရည်ရှိတယ်အတုလုပ်လို့မရနိုင်ဘူးခင်မီနီးလန်းနေမရှိဘဲနဲ့ရရှိဖို့မလွယ်တာကြောင့်မလို့ငွေကြေးဖောင်းပွားမှုအရှိန်ဟုန်မြင့်မလာနိုင်ပါဘူးโอเคထူးဆန်းတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေအကြောင်းကတော့ဒီလောက်ပါပဲကျွန်တော်တို့မူရင်းကောင်းစဉ်ကိုပြန်သွားလိုက်ကြအောင်ခေတ်တိုင်းမှာကြံနေခဲ့တဲ့ငွေကြေးစနစ်အမျိုးအစားတွေအများကြီးပဲရှိပါတယ်အတိတ်ကငွေကြေးလို့ထင်ပြီးတော့ကျွန်တော်တို့သုံးစွဲခဲ့ကြတဲ့ရွှေနဲ့ငွေတင်းကားတွေအပါအဝင်ပေါ့ဒါပေမဲ့အဲ့ဒီငွေကြေးအမျိုးအစားအကုန်လုံးမှာတူညီတဲ့အချက်တစ်ခုရှိပါတယ်သူတို့ကိုအသုံးဆောင်ငွေကြေးကုန်ပစ္စည်းငွေကြေး commodity money လို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့တန်ဖိုးကကုန်ပစ္စည်းကိုယ်တိုင်မှာရှိနေလို့ပါပဲ။ကော်ရီခယူကုန်တွေကိုရှားပါပြီးလှပတယ်လို့မြင်ခဲ့ကြတယ်။လက်ဝတ်ရတနာအတွက်လည်းသုံးနိုင်တာကြောင့်မို့လို့ပင်ကိုတန်ဖိုးရှိတယ်လို့ယူဆခဲ့ကြပါတယ်။ရွှေကိုရှားပါတာရဲ့တခြားနေရာတွေမှာအသုံးဝင်တာရဲ့ကြောင့်မို့လို့ပင်ကိုတန်ဖိုးရှိတယ်လို့ကျွန်တော်တို့ခံစားရတယ်လို့မျိုးပေါ့။အဲ့ဒီခေတ်ကတစ်ခုနဲ့တစ်ခုဖလှယ်မယ်ဆိုလို့ရှိရင်မြင်းလိုမျိုးအသုံးဝင်နေတဲ့နေရာကိုစက်ကူစာရွက်တွေလိုမျိုးအသုံးမဝင်တဲ့အရာနဲ့ဘာဖြစ်လို့လဲနေမှာလည်းမဟုတ်ဘူးလားအဲ့ဒီအစားပြောင်လက်နေတဲ့ရွှေဒါမှမဟုတ်ရင်ခရုကုန်လှလှလေးတွေနဲ့လဲရင်လဲလိုက်မှာပေါ့ဒါပေမဲ့
လူတွေရဲ့စီးပွားရေးစနစ်တွေကြီးထွားလာတဲ့အခါမှာခုနကပြောခဲ့တဲ့စနစ်တွေကအားနည်းချက်တွေစပြလာပါတယ်ပထမအဆုံးတစ်ခုကတော့အသုံးဆောင်တွေကုန်ပစ္စည်းတွေကိုတန်ဖိုးရှိတယ်လို့သတ်မှတ်ထားတဲ့ငွေကြီးကရှိတာများရင်များသလိုလေးချိန်ရောသိမ်းဆည်းရတဲ့တောင်ရောလေးလံခက်ခဲလာပါတယ်ကြီးမားတဲ့အယောင်းဝယ်တွေကိုလုပ်တဲ့အခါမှာတည်ယူပို့ဆောင်မှုကတကယ်ကိုမလွယ်တော့ပါဘူးဥပဒေမဲ့တဲ့နေရာတွေမှာတည်ယူပို့ဆောင်ရတာခက်ခဲတဲ့အပြင်အနေရလည်းများလွန်းလာပါတယ်အသုံးဆောင်ကုန်ပစ္စည်းငွေကြေးတွေကဒီ basement လို့ခေါ်တဲ့တန်ဖိုးရှော့ချခံရမှုကိုလည်းမကြာခဏခံလာရပါတယ်များသောအားဖြင့်ငွေကြေးတန်ဖိုးကိုထိမ့်သိမ့်တဲ့တာဝန်ရှိတဲ့လူရဲ့လူလယ်လောက်တာတွေကိုလည်းခံလာရပါတယ်ဥပမာအရက်ကိုငွေကြေးအဖြစ်သတ်မှတ်ထားတဲ့နေရာမှာအရက်ကိုရေရောလိုက်တာဒါမှမဟုတ်ရွှေကိုငွေကြေးအဖြစ်သတ်မှတ်ထားတဲ့နေရာမှာရွှေတင်းကားတွေကိုအရေးဖြော်ပြီးတော့ရွှေနဲ့အခြားသတ္တုတွေပြန်ရောပြီးတော့တွန်းလောင်းတာမျိုးတွေအဲ့ဒီဟာကိုတန်မိုးတူတယ်ဆိုပြီးတော့လိမ်လည်တာတွေရှိလာပါတယ်စီးပွားရေးတွေဒီထက်မကကြီးလာချိန်မှာတော့ရှားပါမှတန်မိုးရှိတယ်လို့ယူဆထားတဲ့အသုံးဆောင်ငွေကြေးရဲ့အဲ့ဒီရှားပါမှုကပဲကိုယ့်ရဲ့ရန်သူဖြစ်လာတတ်ပါတယ်ဥပမာရွှေနဲ့ငွေကိုကြည့်အောင်ကိုယ့်ရဲ့စီးပွားရေးဟာဒေတာရင်းမှာရှိတဲ့လုံလောက်တဲ့ရွှေငွေနဲ့ချိန်ဆက်လို့မရနိုင်တဲ့ပမာဏအထိကြီးထွားလာတဲ့အခါကျရင်ဘာဖြစ်မလဲဒါမှမဟုတ်ရှားပါလို့တန်မိုးရှိတယ်လို့ယူဆထားတဲ့အရာတွေကဒေတာရင်းမှာရုတ်တရက်ပေါများလာရင်ရောဘာဖြစ်မလဲဒီလိုအဖြစ်အပျက်မျိုးဟာစပိန်ကနေဥရောပကိုရွှေတဲ့ငွေတွေအများအများစတင်တင်သွင်းလာတဲ့အခါမှာဥရောပမှာရှိတဲ့အဖိုးတန်တတုအခြေခံငွေကြေးတွေအားလုံးကငွေကြေးဖောင်းပွားမှုတန်ကိုခံစားခဲ့ကြရပါတယ်နောက်ဆုံးတော့အဲ့ဒီရွှေရင်းကားတွေကတန်မိုးတွေလျော့လာတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေပုံကြီးအသစ်တစ်ခုကိုဥရောပကမ်းခြေပေါ်ရောက်အောင်ပုံချလိုက်လို့ပါပဲအဲ့ဒီလိုမျိုးတယောက်ယောက်ကတတ်တူတွင်အသစ်တစ်ခုတူးဖော်တွေးရှိလိုက်တာကြောင့်ကိုယ့်ရဲ့ဘဏ္ဍာရေးမူဝါဒကိုကိုယ်တိုင်ထိန်းချုပ်လို့မရတော့ဘူးဆိုရင်ဒါအစိုးရတရက်အနေနဲ့ဒါမှမဟုတ်ဘဏ္ဍာရေးကဏ္ဍတစ်ခုအနေနဲ့သတင်းဆိုးပါပဲဒါပေမဲ့အဲ့ဒီအားနည်းချက်တွေကိုနိုင်ငံတော်အကြီးအကဲတူဒါမှမဟုတ်အကြီးစားအယောင်းဝယ်တွေလုပ်နေတဲ့ကုန်သည်ကြီးတွေအနေနဲ့ပဲအလွယ်တကူမြင်နိုင်မှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်တစ်ပတ်မှာတော့အားနည်းချက်တွေများလာတဲ့ရွှေကိုငွေကြေးအဖြစ်အသုံးပြုခြင်းကနေမစွန့်လွတ်ရဲတဲ့လူတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ